ရှိကျွန်တော်တင်ဆက်မဲ့ပွဲစဉ်ကတော့10နိုင်ခွဲမှာကစားမဲ့ series ပွဲစဉ်33ဖြစ်နာပိုလီနဲ့လာဇီယိုသွင်းတဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်ကိုတော့ကျွန်တော်နဲ့အတူတူကိုနိုင်လင်းအောင်ကိုတုံးတို့ကပါဝင်ပြီးတော့ဆွေးနွေးပေးတော့မှာဖြစ်ပါတယ်ခင်ဗျာနာပိုလီအတွက်ကလည်း series တစ်ခုလည်းရှိသလိုလာဇီယိုအတွက်ကလည်းအထက်မြောက်အောက်မြောက်ဆိုတော့အစင်လာပဲကိုကားရမလားဒါမှမဟုတ်လို့ရှိရင်တိတ်ခိုက်ပိုင်းဆိုင်ရာအတွက်ပဲအင်ရှင်ကိုယုံသားရမလားဆိုတော့ကျွန်တော်အတွက်ကတော့ထုံးစံရဆိုရင်တော့ကျွန်တော်နာပိုလီပဲကျွန်တော်မုံမမဲရွေးရတယ်ပေါ့နော်အရင်မှလည်းလူကာကူတို့ဒီလော်ရန်ဆိုတော့မပါဘူးဒါပေမဲ့လည်းဘယ်လိုပဲဖြစ်ဖြစ်ကွန်တီကိုတော့ပွဲထွက်17ရောက်မှာနည်းနည်းလေးပို့ပြီးယုံစားမိတယ်တပွဲကောင်းကစားတာကောင်းတယ်ဆိုတော့ကျွန်တော်တော့နာပိုလီတော့ပို့ပြီးတော့နှစ်သက်တယ်ပေါ့နော်ဒီထိုက်တဲ့စုံတွေမှာလည်းထူးထူးခြားခြားပဲ challenge ကောင်းတာဆိုတော့လာဇီယိုပါပဲဟုတ်ကဲ့ပါဆိုတော့ကျွန်တော်လည်းဒီဘက်မှာတော့လာဇီယိုပဲနေလိုက်ပါမယ်ဘာလို့ဆိုတော့တကူနဲ့ရှုံးရင်တော့မှမရှုံးဆိုတဲ့အနေထားတော့နှစ်ကူပြတ်တော့လာဇီယိုမရှုံးတော့ဘူးတော့တင်တာပေါ့ပြီးတော့နောက်ဆုံးပွဲစဉ်တွေခြေစွမ်းအရာလဲလာဇီယိုတော်တော်ကောင်းထားတယ်ဆိုတော့ကျွန်တော်လည်းလာဇီယိုပဲပါပေးနေပါမယ်အဲ့တော့တခြား Warriors တွေပါရွေးထားလဲချက်လောက်ဖတ်ပြပါအောင်ကွမကြလီကတော့နာပိုလီပါကိုတီဟာဆိုတော့လာဇီယိုပါကိုချစ်ကလာဇီယိုပါကိုနာပိုလီပါကဲ3-4ပါအခုကျွန်တော်နိုင်35မိနစ်ချိန်မှာကစားမဲ့လန်လီနဲ့ Nice တို့ရဲ့လီဂွမ်ဒါပွဲစဉ်30ဖြစ်ကစားမဲ့ပွဲ30နိုင်ပဲပထမပွဲလဲအင်ရှင်ရွေးတယ်ဒီတစ်ခါလဲကျွန်တော်အင်ရှင်နဲ့ပဲစွန့်စားမှာပဲလီဂွမ်မှာအင်ရှင်တွေအစွမ်းပြတက်လေးရှိတယ်ဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်လိုက်လီရဲ့ကံကောင်းမှုလေးများထပ်ပြီးတော့ခင်းဆက်နိုင်မလားပေါ့အဲဒါကြောင့်မလို့ကျွန်တော်လိုက်လီကိုထပ်ပြီးရွေးပါတယ်ဟုတ်ကဲ့ပါခုနလေးအောင်ကိုဟုတ်ကဲ့နှစ်ဂိုးပြက်လောက်မှဆိုတော့ကျွန်တော်ကတော့တင်းစဝေးသွားဖြစ်တယ်ပဲเนาะဟိုရှေ့မှာလဲတောက်လျှောက်ဂိုးပြက်တွေနဲ့ပြီးတော့အနီးကဆုံးပြိုင်ဘက်တွေလည်းနိုင်ထားတဲ့ပွဲတွေကလည်းလိုင်လီနည်းနည်းများနေပြီလားလို့ခံစားရတယ်ပေါ့ဆိုတော့ဒီတစ်ပတ်မှာတော့ရက်သွားမလားလို့မြင်မိတယ်ဟိုနိုင်ဝိုင်းတော့မှကိုရဲမပြက်လောက်လို့ခံစားမိတယ်ဒါဆိုရင် nice ပေါ့ nice ပေါ့ဟုတ်ကဲ့ပါကျွန်တော်လည်းဧည့်သည်ပဲဆက်နေလိုက်ပါမယ်ခုနကပွဲလေဧည့်သည်ပဲဆိုဒီပွဲလေ nice ပဲဆက်နေလိုက်ပါမယ်အဲ့တော့တခြား Warriors တွေဘာတွေရွေးထားလဲကျွန်တော်တစ်ချက်လောက်ဖွင့်ဖတ်ပေးပါခဲ့အဲ့တော့မတ်တာလီရဲ့ line လေးပါဟာ line လေးရောက်တော့ကိုကုန်းစော်က nice ပါဟိုကောင်ကထူးကြကြဘာလို့ဒီဘက်ရောက်လာတော့ထူးချာကိုချင်းကြီးက nice ပါကိုချင်းကြီးကရပါပြောစရာမလိုကိုတီဟာဆိုက like လီပါကဲ3-4ပါပဲကြည့်နေကြတဲ့ပြည်သူများချင်းကျွန်တော်တင်ဆက်ခဲ့တဲ့ဒါရှေ့က series ပွဲစဉ်ရောလက်ရှိဒီကွန်ပွဲစဉ်ရောကြည့်ခဲ့တဲ့ပြည်သက်တယောက်စီနိုင်ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာပြန်ဝဲတိုင်းကိုလေးစားအနိုင်